ဒီနေ့ All Star Skin တွေကလင်းနဲ့ Fasa ရဲ့ Skin ထွက်မဲ့ရက်လေးတွေနည်းနည်းလေးနောက်ဆုတ်ထားရယ်နော် Fasa ရဲ့ Seaswan Oracle လို့နာမည်ပေးထားတဲ့ Battle Pass Skin ကမေ18ရက်နေ့မှာပဲအင်္ဂိမ်းနေ့ကိုရောက်လာမှာပါ Diamond 346လုံးနဲ့ Pass မှာဆိုရင် Fasa ရဲ့ All Star Skin Action နဲ့ Emote တွေပါပါမယ် Diamond 996လုံးနဲ့ Pass မှာဆိုရင်တော့ Fasa ရဲ့ All Star Skin Action နဲ့ Emote အပြင် Painted Skin နဲ့ COA 150ပါပါမယ် လင်းရဲ့ Phantom Current Type ဆိုတဲ့ Ounce Bow Skin ကိုတော့ဂျွန်24ရက်နေ့မှာ short ရဲရောက်လာမယ်လို့သိရပါတယ်။သူ့ကိုတော့ Diamond 1089နဲ့တမ်းမိဝယ်လို့ရမှာပါ။ဒီနှစ် All Star Skin တွေကပင်လယ်ရေအောက်အငွေ့အသက်အပြည့်ခံစားရမှာဖြစ်ပြီးတော့ All Star Event မှာပေါ်လာမဲ့ လောကလည်းခါတိုင်းလိုအထီးမဟုတ်တော့ပဲ လော့အမကြီးပါ။ဒါအပြင်ယူဆုံးရဲ့ All Star Skin ကို free ရဖို့အတွက်ဆော့ရမယ်ငါးဖမ်းတဲ့ mini game လေးရလေအရင်ကပီဇာဖို့ရတဲ့ game လိုမျိုးချွေးပြက်နေအောင်ဆော့ရမှာပါမွန်တိုးအနေနဲ့ဒီနေ့ All Star Event ကိုအတော်လေးအားခဲပြီးပြင်ဆင်နေပုံရပါတယ်။ Mobile Legends နဲ့ပတ်သက်တဲ့ update တွေကိုအစဉ်ဆက်မပြတ်တင်ပေးသွားမှာမို့လို့ follow လုပ်ခဲ့ဖို့မမေ့နဲ့နော်။